နီကိုထားခဲ့ရဲဆိုရဲအိမ်မဆိုးကြီးကြောင့်အဲ့ဟာနိုးလာတဲ့ခါကျရင်ဟန်နီကိုပြောပြမယ်ဆိုတော့စဉ်းစားထားတယ်ပြောပြဟန်နီကရည်နေမှတေးချတယ်ဒါမဲ့ကွာတကယ်နိုးလာတဲ့ခါကျတော့ဒါတကယ်ပါလားဆိုရဲမိအောင်တော့စိတ်နေဘသူ့ဟိုမှာဘာမှမပြောဖြစ်တော့တဲ့နေ့ရက်တွေအများကြီးရှိနေခဲ့ပြီဟန်နီရဲ့တကယ်တော့လေရာတော့ကမကြောက်နေတာမဟုတ်ဘူးဟန်နီနဲ့တူရှိနေတယ်ဆိုတဲ့စိတ်တစ်ခုတည်းနဲ့ပဲရာကိုရင်ဆိုင်နေမိတာကိုစီကနေဟန်နီထွက်မတော့ရဲ့အထိပေါ့ခုချိန်မှာခေါင်းဆုံးကိုလုံနိုင်တာဆိုလို့ဟန်နီနေရာတိုင်းကိုပြောရှင်းပါစေဆုတောင်း